ကျွန်တော်တငယ်ချင်းလေးဗမာတငယ်ချင်းလေးတစ်ချက်တိုင်းတားရကျွန်တော်ကိုမိလိရှိရပေါ့နော်မြတ်ဘယ်လိုမျိုးလဲတဲ့ကျွန်တော်ချင်းလိုမျိုးပါလို့ပြောတဲ့ခါမှာသူတို့ကဘယ်လိုပြောလဲဒါဆိုချင်းလိုမျိုးဆိုတော့မြတ်တီးတက်မှာပေါ့ဆူတက်မှာပေါ့လို့ပြောကြတယ်ဒါပေမဲ့တို့တကယ်တမ်းကျတော့ကျွန်တော်အဲ့လောက်ကြီးလည်းမတီးတက်ဘူးဆူလည်းမဆူတက်ဘူးဘာဖြစ်လို့သူတို့စိတ်ထဲမှာချင်းလိုမျိုးဆိုတချင်းဆူတက်မယ်တီးတက်မယ်လို့ထင်ကြတယ်ထင်မှာပေါ့နော်တို့မြန်မာနိုင်ငံမှာပြန်ပွဲတွေကျင်းပါတယ်ဆိုရင်ဟိုမှာမြန်မာ idol ဆိုနော်မအက်စတာတို့ဟိုဘန်ဂျမင်ဆိုးတို့နော်မြန်မာစတာဆိုလေမလန်လန်တို့နော်ဟိုအရင်ချင်းတုန်းကအိမ်မဆုံလာဆိုလေကိုဒေးဗစ်လိုက်တို့နော်ပြန်ပွဲတွေကျင်းပါတယ်ချင်းနေအောင်စတာတွေကပေါ်ထွက်နေတဲ့ခါကျတော့ချင်းလိုမျိုးတွေဆိုရင်စူတက်မယ်တီးတက်မယ်လို့ပဲထင်ကြတာချင်းလိုမျိုးတွေဘာဖြစ်လို့တီးတက်စူတက်တာလဲဆိုရဲလိုအပ်ချက်တစ်ခုဒီနေ့မှာတော့ကို share လုပ်ပြမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်ချင်းလိုမျိုးတွေဟာဆိုရင်တော့ငငယ်ကလေးကနေခရီးရန်ဖြစ်တဲ့အတွက်ကြောင့်ဘုရားကျောင်းမှာဝတ်ပြကိုယ်ွယ်လေးရှိတယ်အဲ့မှာလူငယ်လေးတွေကလေးလေးကနေစပြီးတော့လူငယ်လေးတွေဆိုရင်ဘုရားကျောင်းစီမှာဘုရားကျောင်းမှာလူအများကြီးရဲ့စီမှာပရိသတ်တွေရဲ့စီမှာတချင်းလေးဆိုတယ်တယောက်ချင်းတော့တချင်းလေးဆိုတယ်ပြီးတော့ဂီတာတွေတီးတယ် music တွေဝတ်ပြကိုယ်ွယ်တယ်အဲ့ဒီကနေဆိုရင်လို့ရင်နဲ့ဆူရဲရတယ်ပို့ပြီးတော့ဆူတက်လာတယ်လို့နဲ့တိုးတက်လာတာဖြစ်ပါတယ်တချို့လူငယ်တွေလည်းဝက်ပြူရင်းနဲ့တီးတယ်အတီးတီးနဲ့ဆိုတာတင်းတယ်အဲဒီကနေအခုလိုဖြစ်လာတယ်လို့အခုကခံရတာတခုဒီနေ့မှာ share လုပ်ပြီးဖြစ်ပါတယ်အဓိကပြောချင်တာကတော့ဖျားကြောင်းကနေအစပြောရဲဆိုတာပါပဲခုခါမှာတော့ကျွန်တော်ဟိုချင်းတော်ရလေးတရွာဖြစ်တဲ့ဇောင်းုံရွာရဲ့ IPCM လူငယ်လေးတွေကသူတို့ရတဲ့အချိန်လေးကိုအကျိုးရှိအသုံးပြုပြီးတော့သူတို့ဂီတာဆရာလေးနဲ့ဂီတာလေးကိုတင်ပြီးတော့ပရိသတ်အများကြီးရှိမှာဘုရားကျောင်းဝန်းထဲမှာသူတို့ဂီတာလေးတွေကိုတက်ငီလက်ငီတီးပြီးတော့တီးဆိုတာကိုအဲ့ဒါသူတို့ဂီတာတီးတာလေးကိုကြည်ပြီးတော့ကိုကအရန်သဘောကျပြီးတော့မယ်ရီတောင်ဝဲပြီးတော့နော်အရန်ကြည်နူမီလို့ဒီချိန်မှာဆင်းလို့ပြချင်းဖြစ်ပါတယ်အားလုံးပဲကျေးဇူးပေးကြပါLet's go